ဒါကတော့ချွတ်တာပဲဖြစ်ပါတယ်နော်ကီးလေးတွေပြန်တက်မယ်ဆိုရင်ညာဘက်ကိုရက်မယ်နော်အချွတ်နဲ့အတက်မှားရတယ်ဗျဒါဆိုရင်ပြန်ကြက်တာဖြစ်ပါတယ်နော်ဒီဘက်ကိုလဲတာတော့အချွတ်ပဲဖြစ်ပါတယ်နော်ဒါဆိုချွတ်တာနော်ဟုတ်ကဲ့ဒီဘက်ကျတော့ဒီဘက်ကိုဘယ်ဘက်ကိုလှည့်ရင်အကျက်ညာဘက်ကိုလှည့်ရင်ချွတ်ဖက်ဖြစ်ပါတယ်နော်အဲ့ဒါလေးတွေကိုစပိန်ကသူ့မတူပါဘူးနော်ဘယ်ရဲ့ညာရဲ့အဲ့လိုမျိုးကွာပါတယ်နော်ဒါဆိုရင်ညာဘက်ကိုအချွတ်ဖြစ်ပါတယ်နော်ဒီလိုဘယ်ဘက်ကိုပြန်ရင်အချွတ်မဟုတ်ပါဘူးဒါဆိုရင်ရက်တာဖြစ်ပါတယ်နော်ဟုတ်ကဲ့အားလုံးပဲပညာရရှိနိုင်ပါစေနော်